ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့မင်းသား Steven Chow ကိုယ်တိုင်အဓိကနေရာနဲ့ပါဝင်တရုပ်ဆောင်ထားတဲ့ Fight Back to School No. 2 ဆိုတဲ့အရန်ရည်ရတဲ့ဇာတ်ကားပဲဖြစ်ပါတယ်ခင်ဗျာဇာတ်လမ်းစမှာတနကားကိုဖျက်တော့ပြီးမျက်နှာဖုံးနဲ့လူတစုဝင်ရောက်လာပါတယ်တနက်ဒီနဲ့တာကတ်တီကိုပြစ်ခတ်နေတာပါအဲ့ဒီချိန်မှာဆင်းကတော့ခောက်ဆွဲပြုတ်စားမလို့လုပ်နေတာပါမျက်နှာဖုံးနဲ့လူတစုကဆင်းရှိတဲ့အခန်းထဲကိုဝင်လာပြီးနဘေးကတာကတ်တီကိုပြစ်ခတ်ပါတော့တယ်တကယ်တော့ဆင်းကသူတို့တွေကိုစစ်စင်ရေးပေးနေတဲ့အရာရှိပဲဖြစ်ပါတယ်။တစားခန်းကိုပြစ်မိလိုက်တဲ့အတွက်အရာရှိဆင်းကတပည့်တွေကိုစုငေါက်ပါတော့တယ်။မျက်နှာတွေကဖျက်ရိုက်ပြီးအကုန်လုံးကိုစက်တိုက်ကိုဆဲဆူနေတာပါ။နောက်ပြီးတော့ဆင်းကမနှက်ဖန်ဆိုငါယာတူးတိုးသွားပြီးပူကောင်းတဲ့ဘဝကိုရတော့မယ်။ငါသွားတော့မယ်မင်းတို့နေခဲ့တော့လို့ပြောလိုက်ပါတယ်။ဆင်းလဲထွက်သွားရောသူ့တပည့်တွေကရီပြီးတော့ပျော်ပါတော့တယ်။ဆင်းကလည်းငါသွားတော့မယ်ဆိုတော့ပျော်တယ်ပေါ့ဟုတ်လား။အေးငါပြောမယ်ငါကမင်းတို့ထက်တောင်ပျော်သေးတယ်ကွာဆိုပြီးတော့ရီဟူးလို့အော်ပြီးတော့ခုံပေါက်ပြီးတော့ထွက်သွားပါတော့တယ်နောက်တစ်ခါမှတော့ဦးလေးတာသူ့ရဲ့ crush ကိုဆင်းရဲပုံပို့ပြီးကျူလိုက်တာစာမပြန်တော့လို့ဆိုပြီးအသေးကွဲနေတာပါဒါကိုဘေးကနေရေနဲ့ပတ်ပလိုက်ပါတယ်တစ်ဖက်ဝိုင်းကလူကသူ့ရေမာတာကိုရေခဲရည်တွေလာပို့လို့ဆိုပြီးဝေတာမလေးကိုရိုက်လိုက်ပါသေးတယ်ဦးလေးတာကလည်းဆရာကြီးစတိုင်နဲ့မင်းလိုက်ခဲ့မင်းကိုမေးမလို့ဆိုပြီးခေါ်သွားပါတယ်အခန်းထဲရောက်တော့တူနဲ့ထုပြီးပညာပေးမလို့လုပ်ပါတယ်ဒီလူနဲ့ပဲအခန်းထဲမှာလုံးထွေးတပ်ပုတ်နေကြရင်လည်းရဲမိတယောက်ဝင်လာပါတယ်အဲ့အချိန်မှာဘယ်တော့မှမနိုင်ဘူးတဲ့ဦးလေးတာဘေးကို velocity style လက်သီးနဲ့ထိုးပြီးအထင်ကြီးခံအောင်လှုပ်လိုက်ပါတယ်ရဲမိကသူ့ကိုဘာလို့ထိုးကြလဲလို့မေးတော့ဦးလေးတာမိန်းကလေးကိုအနိုင်ကျင့်လို့လေမိန်းကလေးကိုမလေးစားတဲ့သူတွေဆိုရင်ငါအယံမုံတာပဲလို့ပြောလိုက်ပါတယ်ခံရတဲ့ဘေးကမင်းတို့အလိုတူအလိုပါအကုန်လုံးတရားစွဲမယ်ပူပူဝဝအဖွားကြီးလို့ပြောလိုက်တော့ဘေးရဲ့မျက်လုံးရဲမိကလက်နှချောင်းနဲ့ထိုးရဲပလိုက်ပါတယ်ပြီးတော့ငါမျက်လုံးကိုထိုးတာဘယ်သူမြင်လဲလို့မေးလိုက်ပါတယ်စင်းတို့အဖွဲကလည်းမမြင်ပါဘူးလို့ပြောလိုက်ပါတယ်ဒါနဲ့ပဲနောက်တစ်ခါမျက်လုံးကိုလက်နှစ်ဖက်နဲ့ထပ်ထိုးပြီးတော့ငယ်ပါကန်လိုက်တာပါရှင်တိုင်လည်းဘယ်သူမှယုံမှာမဟုတ်လို့ပြောပြီးတော့လှည့်ထွက်လာတဲ့အချိန်မှာပဲငါကန်တာကိုဘယ်သူမြင်သေးလဲလို့ထပ်မေးပါတယ်စင်းတို့ကလည်းဘယ်သူမှမမြင်ပါဘူးလို့ထပ်ပြောလိုက်ပါသေးတယ်စခန်းရောက်တော့အရင်ပစ္စတိုအမှုမှာလည်းနင်တို့လက်စွမ်းပြထားသေးတယ်အရန်တော့ပါတယ်လို့ရဲမိကပြောတဲ့အချိန်မှာဦးလေးတာကအေးစေးပါဘယ်ဌာနမှာအန်ဒီရဲ့အများဆုံးလဲလို့မေးလိုက်ပါတယ်ရဲမိကနေကန်တက်ဖွဲ့လို့ဖြေလိုက်ပါတယ်ဦးလေးတာကလည်းမဆိုင်မတော့ပဲနဲ့ဒါဆိုအမှကျွန်တော်တောင်းဝင်ထမ်းဆောင်မယ်လို့ယုံကြည်မှုအပြည့်နဲ့ပြောလိုက်ပါတယ်စင်းကလည်းအန်ဒီရဲ့များတဲ့နေရာဆိုကြောက်သွားပြီးတော့ခမားသွားမယ်ဆိုရင်ကျွန်တော်ကပူဆောင်ရေးတက်ကိုသွားမယ်လေမကောင်းဘူးလားလို့ရဲပြီးပြောလိုက်တာတကယ်ပဲပူဆောင်ရေးတက်ထဲရောက်သွားပါတော့တယ်အစပိုင်းပိုးဆောင်ရေးတက်တဲ့တောင်းဝင်မှာတော့စင်းတယောက်တော်တော်လေးအစင်မပြေမှုတွေနဲ့စိတ်ညစ်နေရတာပါမကျွမ်းကျင်တဲ့ဘဝမှာအလွဲတွေနဲ့သူမပြစ်သွားပြီးနောက်ပိုင်းဘဝအသက်မှာစောက်တရားမရသလိုဖြစ်နေတော့တာနောက်ပိုင်းမှာတော့စင်းလဲအသားကျလာပါပြီဂျူတီဆောင်ရင်ဘာဘီကျူပါကင်စားနေတာပါအဲ့ဒီအချိန်မှာဦးလေးတာရောက်လာပြီးလမ်းကျုံဘာဘီကျူတောင်းစားရင်ငါအမှုကြီးတစ်ခုလိုက်နေတာကွာငါသွားပြီးတော့ဆိုပြီးတွားလိုက်ပါတယ်အမှုနေရာရောက်တော့လူစိုးနဲ့နမိတ်ထဲဦးလေးတာတို့အဖွဲလိုက်ဝင်သွားပါတယ်ပြောမဲတာပြောတာပါစင်းကဦးလေးတာကိုတော်တော်ချစ်တာပါဦးလေးတာကိုစိတ်ပူပြီးအနောက်ကနေလိုက်သွားပါတယ်အထဲမှာတော့လူစိုးခိုင်းကလူတွေကအတန်မိုင်းဆက်သွယ်ရေးမှာကြိုတင်ပြင်ဆင်ပြီးသားဆိုတော့ဦးလေးတာတို့မတိလိုက်ပဲနဲ့စကားသွားပြောမိလိုက်တာရန်သူဘက်ကရိတ်မိသွားပါတယ်နောက်ပြီးဦးလေးတာတို့အဖွဲနဲ့လျှို့ဝှက်ထောက်လိုင်းရဲ့အဖွဲရဲနှစ်ဖွဲစုံပြီးဖွဲနဲ့တစ်ဖွဲရန်သူအမတ်နဲ့ဗျာများနေတဲ့အချိန်မှာရန်သူဘက်ကနေပြီးတော့အခွင့်အရေးရပြီးစတင်တိုက်ခိုက်ကထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်ဒီလိုနဲ့စခန်းပြန်ရောက်တော့လျှို့ဝှက်ထောက်လိုင်းအဖွဲ့ရဲ့ခေါင်းဆောင်ပီတာဖြစ်နေပါတယ်လူစိုးကိုင်းကပြည်တိုင်မှာကျောင်းနှစ်ကျောင်းကိုဘုံခွဲဖျက်ဆီးခဲ့တဲ့အဖွဲ့ဖြစ်ပြီးအခုဟောင်ကောင်ကိုရောက်ရှိနေပါပြီဘယ်ကျောင်းကသူတို့ရဲ့ပြစ်မှတ်ဖြစ်မယ်ဆိုတာစုံစမ်းနေကြောင်းအရာရှိကြီးကိုတင်ပြနေပါတယ်တစ်ဖက်မှာတော့ပီတာတို့အဖွဲ့နဲ့လာဒီယာရဲမီတို့ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်လာဒီယာရဲမီကလည်းဦးလေးတာကိုပဲအထင်ကြီးနေပြီးစင်းကိုရင်တည်းရဲမလုံနိုင်သေးတာကြောင့်အထင်ကြီးပဲရင်မရှိတဲ့တိုင်လန်ကျွန်းမှာရင်တည်းလှုပ်ခိုင်းလိုက်ပါတယ်။စင်းလေအရာရှိတယောက်အနေနဲ့စော်ကားတာတီးမခံနိုင်တော့လို့ယူနီဖောင်းအင်ဂျီကိုနှက်ချီးညက်ပြီးတော့နှုတ်ထွက်လိုက်ပါတယ်။အိမ်ပြန်ရောက်တော့ဒေါသတွေအပြည့်နဲ့ကျောင်းမှာလျှို့ဝှက်ထောက်လန်းရေးလုပ်မယ်။ကျောင်းမှာလျှို့ဝှက်ထောက်လန်းရေးလုပ်မယ်ဆိုပြီးနှခါတောင်ကျုံးသွားလိုက်ပါတယ်။လျှို့ဝှက်ထောက်လန်းရေးအတွက်စစ်ကူတွေစတင်စုဆောင်းมาတော့တယ်။အဲ့ဒီရဲ့လူတွေကတော့တခြားမဟုတ်ပါဘူး Fight Back to School No. 1မှာတော့ပါခဲ့တဲ့အရန်တရုပ်ဆောင်နေပါ Fight Back to School No. 1လည်းအရန်ရည်ရပါတယ်ကျွန်တော်တင်ထားပြီးသားဖြစ်ပါတယ်ကျွန်တော်ရဲ့ channel ထဲမှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်ခင်ဗျဒါဆိုရင်ဇက်လန်းလေးကိုပြန်ဆက်လိုက်အောင်စင်လင်တယောက်ကိုဒေါ်လာ1000ခွဲနဲ့ငှားလိုက်ပါတယ်
ကျန်းဖတ်ပြည်တိုင်အဖွဲ့ရဲ့လှုပ်ရှားလာမဲ့အစီအစဉ်တွေကိုကျောင်းသားလေးတွေကိုရှင်းပြပြီးစီစဉ်ညွှန်ကြားချက်တွေကိုစတင်ပါတော့တယ်။စီစဉ်ထားတဲ့အတိုင်း Adam Smith ကျောင်းမှာကျောင်းသွားအပ်လိုက်ပါတယ်။ကျောင်းအခဒေါ်လာ41,600လဲစင်းမဲ့အကုန်ကြခံမှာပါ။စင်းရဲ့ရဲရရှိစိတ်ဓာတ်ကတော့တကယ်ပဲလေးစားစရာကောင်းပါတယ်။ဒီလိုနဲ့စင်းတို့ကျောင်းသားတွေဖြစ်သွားပါပြီ။စတာရီနဲ့ကျောင်းထဲကိုအလွဲလွဲချွတ်ချွတ်တွေနဲ့ဝင်လာခဲ့ကြတာပါ။ကျောင်းထဲရောက်တော့လျှို့ဝှက်ထောက်လန်းနေတဲ့ရဲတွေကလည်းကျောင်းသားအယောင်ဆောင်နေကြတာပါ။မင်းဒီယူဘာလာလောက်တာလည်းမေးတော့စင်းကလည်းဆာလာတင်တာပါလို့ပြောလိုက်ပါတယ်။ရုံးကန်ဘယ်နားမှလဲလို့တော့မေးလိုက်ပါသေးတယ်။ရုံးကန်ထဲရောက်တော့မစ္စတာဘွန်နဲ့မယ်နဲ့စီကန်ထိန်သိမ်းမှုကဦးလိတဖြစ်နေပါတယ်။တောင်ဝင်အရာဟန်ဆောင်ထားရတာဖြစ်ပါတယ်။လျှို့ဝှက်ထောက်လန်းရကောင်တွေကြည့်နေလို့ဝင်လာတာနဲ့ចောင်းသားတွေကနှုတ်ဆက်တာကိုမျက်နှာတွေကိုစတင်ရိုက်ပါတော့တယ်။ပြီးတော့စင်းရဲ့မျက်နှာကိုလည်းရိုက်မှုလုပ်လိုက်ပါတယ်။စင်းကဒေါ်လာ800ပေးမှပေးရိုက်မယ်လို့ပြောလိုက်ပါတယ်။ပြီးတော့စင်းကိုလည်းဒေါ်လာ800ပေးပြီးတော့မျက်နှာတွေကိုလှိမ့်ပိတ်ရိုက်ပါတော့တယ်။ကျောင်းကန်ထဲမှာလည်းမူရစ်စေဝါနဲ့လောင်းကစားအကုန်အယောင်းဝယ်လုပ်လို့ရပါတယ်။မိန်းမကိစ္စချိတ်ပြီးတဲ့ကောင်ရှိပါသေးတယ်။ကျောင်းဆရာကိုယ်တိုင်လည်းကျောင်းသားတွေကိုကြောက်နေရတာပါ။အားလုံးထဲမှာစကားသံတွေရှုပ်ရှက်ခတ်နေတဲ့ကြားတွေကမိန်းမလားလေးတယောက်ကစင်းကိုစိတ်ဝင်စားခူးကြည့်နေတာပါ။သူ့နာမည်ကတော့ဆန်ဒီပါ။ဘလောက်တောင်ကြည့်နေလဲဆိုရင်ဆရာခေါ်နေတာတော့မကြားတော့ပါဘူး။ဘာသာရေးချိန်မှလည်းစင်းကဆရာနဲ့အတိုက်ခံစကားများကြရင်နဲ့ဆရာကိုထိုးလိုက်တာလက်ဝါးကတ်တိုင်မှာအပြစ်ပေးခံလိုက်ရပါတယ်ဒီကြားထဲဦးလေးတာကပါပညာဝင်ပြီးသွားပါတယ်စင်းကလည်းမကြည်နဲ့လို့ဦးလေးတာကိုရေချိုးခန်းထဲမှာစကားပြောဖို့ခေါ်ပြီးတော့ပညာပြန်ပေးလိုက်ပါတယ်ဒီလိုနဲ့တစ်ဖက်အခန့်အိမ်သားကထောက်လန်းရေးရဲတွေပြောနေတာစင်ကြသွားပါတယ်ဒီကောင်လာတာထူးဆန်းနေတယ်ဂယုဆိုင်မနေပါနဲ့ကွာဆန်နီနဲ့မရင်းနှီးသွားရင်ပြီးသားပဲဆိုတဲ့စကားကြောင့်ဒီကိစ္စမှာဆန်နီကိုပါနေတာလားဆိုပြီးစင်းကိုတန်တရားဝင်သွားစေပါတယ်နောက်နေ့ရောက်တော့ဘတ်စကတ်ဘောကစားနေတဲ့နေရာမှာစင်းနဲ့ဆန်နီတို့အကြည့်ချင်းနေစုံပြီးမျက်လုံးချင်းနေစကားပြောနေကြပါတယ်ဒါကိုထောက်လန်းရေးအဖွဲ့တွေကရဲကောင်လေးတွေးတော့စိတ်တူပြီးစင်းကိုဘတ်စကတ်ဘောနဲ့လှမ်းပေါက်လိုက်တာစင်းကလည်းတရုတ်နဂါးတိုင်းကိုအတုံးချပြီးတော့ပြန်ထိုးလိုက်လို့ဘောလုံးမှာပေါက်ထွက်သွားပါတယ်ပြီးတော့ဆရာကြီးစတိုင်နဲ့လဲထွက်သွားတဲ့အချိန်မှာဆန်နီတယောက်အရန်ကိုစိတ်လှုပ်ချပြီးကြံနေခဲ့ပါတော့တယ်။နောက်နေ့ရောက်တော့တပ်ဖွဲ့ခေါင်းဆောင်ကစင်းတို့ရဲ့အဖွဲ့ကိုခေါ်လိုက်ပါတယ်။ကျောင်းထဲမှာစာပဲတင်ဖို့လျှို့ဝှက်ထောက်လန်းရေးတွေမလုပ်ဖို့သတိပေးလိုက်ပါတယ်။တစ်ဖက်မှာတော့ရဲတပ်ဖွဲ့ဝင်တစုကသတင်းပေးတဲ့နေရာကိုမစ်ရှင်လုပ်ဖို့တွားလိုက်ပါတယ်။အကြမ်းဖက်ပြည်တိုင်တပ်ဖွဲ့ရဲ့ကြိုတင်ပြင်ဆင်ထားတဲ့ထောင်ချောက်တွေကိုရောက်သွားပြီးအကုန်လုံးအလစ်တိုက်ခံလိုက်ရပါတယ်။ရန်သူတွေရဲ့နောက်ထပ်တာဂက်ကတော့စင်းကြိုတင်ခန့်မှန်းထားတဲ့ Adam Smith International School ဖြစ်ပါတယ်။အဲ့ဒီချိန်ကျောင်းမှာတော့ဂျူရိုဆရာကတင်းကိုဘလို့ကင်ပေါက်ရတယ်ဆိုတာသင်ပေးနေတာပါစန်နီကိုတရုတ်ပြပေးဖို့ဆရာကခေါ်လိုက်ပါတယ်စင်းကဆရာသူကမိန်းကလေးနော်ချားလို့ဆိုမင်းတမခံမှာလူကောင်အသေးဆုံးကိုရွေးပေးတာလို့ပြောလိုက်ပါတယ်စင်းလဲစန်နီနဲ့အတူတူချာချာအကွက်တစ်ခွက်လောက်ကပြီးဆရာကဆူလာတဲ့အချိန်မှာတော့စန်နီကဆင်းကိုကင်ပေါက်မလို့လုံနေတဲ့အချိန်စင်းကလည်းအကွက်မျိုးစုံနဲ့စန်နီကိုလေးပေါ်မှာဝှေ့ရမ်းလိုက်ပြီးတော့ရိုမန်တစ်ဆန်ဆန်လေးအဆုံးသတ်ထားပါတယ်အဲ့ဒီချိန်မှာမျက်နှာပြတ်နေတဲ့သူကတော့လျှို့ဝှက်ထောက်လန်းနေတဲ့ရဲပဲဖြစ်ပါတယ်တကယ်တော့အဲ့ဒီလျှို့ဝှက်ထောက်လန်းနေတဲ့တချို့ကစန်နီကိုကြိုက်နေတာပါရေချိုးခန်းထဲမှာလည်းစင်းစီကိုလာပြီးတော့စန်နီကဒီအမှုနဲ့မဆိုင်ဘူးဝေးဝေးမှနေဖို့လာသတိပေးပါတယ်စင်းကလည်းမယုံပါဘူးစန်နီစီကိုပို့ပြီးတော့အမြန်ချင်းကက်ချင်လာပါတော့တယ်စန်နီနဲ့သူ့ညီမလမ်းလျှောက်ထွက်နေတော့စင်းရဲ့လက်ထောက်မျက်မှန်ကိုစန်နီရဲ့ညီမကိုခေါ်သွားခိုင်းလိုက်ပါတယ်မျက်မှန်ကလည်းစန်နီရဲ့ညီမပါးကိုနမ်းပြီးထွက်ပြေးပြီးခေါ်သွားပါတယ်စန်နီတယောက်တည်းကြံခဲ့တဲ့အချိန်မှာစင်းကအနောက်ကနေလိုက်ပြေးလိုက်ပြီးတော့တိုက်ဆိုင်တွေးတဲ့ပုံစံလှုပ်လိုက်ပါတယ်ဟာတိုက်ဆိုင်လိုက်တာဆိုပြီးတော့စန်နီကိုစပြီးတော့ဝင်ရောပါတယ်စန်နီကလည်းကျမတို့အချိန်ကြာကြီးရင်းနှီးပြီးသားလို့ပဲလို့ခံစားရတယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာစင်းကလည်းဟုတ်တယ်ကိုလည်းအဲ့လိုပဲခံစားရတယ်လို့ပြန်ပြောလိုက်ပါတယ်စန်နီကအမှန်တိုင်းပြောရင်ကျမချင်းကိုသဘောကျတယ်စင်းကလည်းကိုသိပါတယ်အမှန်တိုင်းပြောရရင်ကိုတက်ထားတဲ့မျက်မှန်လည်းအနီးမဟုတ်ပါဘူးဆိုပြီးတော့မျက်မှန်ကိုချွတ်လိုက်ပါတယ်စင်းကမျက်မှန်ချွတ်လိုက်တဲ့အချိန်စန်နီကလည်းအထာပေးတယ်ထင်ပြီးတော့မျက်လုံးမိတ်ထားတယ်ဆိုပြီးစင်းစီကပထမဦးဆုံးအနံကိုတောင်းဆိုလိုက်ပါတယ်စင်းအဲ့ဒီမှာစပြီးတိုင်ပတ်ပါပြီသူ့စီမှာမစ်ဆိုကရှိနေပြီးသားလေမဟုတ်ဘူးလားစန်နီကမရတော့တဲ့အဆုံးမှာစင်းလည်းသူ့ရဲ့လက်နဲ့နမ်းချင်းအောင်ဆောင်လိုက်ပါတယ်စင်းကနောက်ပြီးစကားလွှဲလိုက်တဲ့အချိန်မှာစန်နီကစင်းကိုအရင်ချစ်မိနေပါပြီစင်းရဲ့ဘားကိုအမြန်နမ်းလိုက်ပါတယ်ရင်ခုန်စိတ်လှုပ်ရှားနေတဲ့အရေးအယောင်တွေစန်နီရဲ့မျက်နှာမှာအထင်းသားမြင်နေရတာပါစင်းလဲလူရင်းကိုတွားရအောင်ဆိုပြီးစကားလမ်းကြောင်းလွှဲလိုက်ပါတယ်စန်နီနင်မိုက်ချန်အောင်သိလားကိုအတွက်အရင်အရေးကြီးလို့ပါလို့မေးတော့ပီတာချမ်းမဲ့သိတယ်လို့ပြန်ဖြေပါတယ်ဒါဆိုတွားရှာကြအောင်လို့ပြောပြီးထွက်လာကြပါတယ်တစ်ဖက်မှာတော့စန်နီရဲ့ညီမကစင်းရဲ့လက်ထောက်မျက်မှန်ကိုဆွဲစားလိုက်ပါပြီစင်းတို့လည်းတွေ့သွားကြပါပြီဒါပေမဲ့စန်နီရဲ့အမူအရာတွေကတော့တမျိုးပါပဲ
စင်လဲကြောချမ်းနေပါပြီသူတို့စီသွားပြီးမိုက်ချမ်းကိုသွားမိပါတယ်စင်လဲမိုက်ချမ်းဆိုတာလူဆိုးခိုင်းနဲ့ပတ်သက်မှုမရှိပဲလူကြောက်တယောက်ဆိုတာသိလိုက်ရပါတယ်ဆန်ဒီလဲဆင်းကိုလူပြတ်တဲ့နေရာခေါ်လာပြီးကျမလည်းအဲ့လိုမျိုးဆန်းကျင်တယ်ဆိုပြီးတော့ပြောပါတယ်ဆင်းကဒါကစားစရာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဆန်ဒီကတော့မရတော့ပါဘူးကျမတော့မကြောက်တာရှင်ကဘာလို့ကြောက်နေရလဲအရင်ကဒါမျိုးလုပ်ဘူးလားလို့မေးပါတယ်ဆင်းကလည်းဟုတ်တယ်မလုပ်ဘူးဆန်ဒီကလည်းအတူတူပဲမလုပ်ဘူးစမ်းကြည့်ကြအောင်လေးဆိုပြီးတော့တက်ကြွကြွပြောနေတာပါကျမတို့ကကလေးတွေလည်းမဟုတ်တော့ဘူးလာပါဘယ်သူမှမရှိပါဘူးတခါတည်းပါဆိုပြီးဆန်ဒီကစိတ်အားအရန်ထက်တန်နေတော့ဆင်းကလည်းโอเคဆိုပြီးမျက်မှန်ကိုချွတ်လိုက်ကနှခမ်းကြီးအစီထုတ်ဆိုးလိုက်ပါတော့တယ်နောင်တမရကြီးတော့ဆိုပြီးတော့ဆန်ဒီကိုမျက်လုံးမိတ်ခိုင်းလိုက်ပါတယ်ဆန်ဒီကလည်းမျက်လုံးမမိတ်ဘူးဆိုပြီးအရန်ကိုတက်ကြွနေပါပြီပြီးတော့မြန်လာလေးဆိုပြီးတော့ခေါ်နေတာပါဆင်းကလည်းလာပြီဆိုပြီးတော့အကျယ်ကြီးအော်ပြီးတော့အကြာကြီးနမ်းပလိုက်ပါတော့တယ်နန်းလို့လည်းပြီးတော့လမ်းကြောင်းလွှဲဝအောင်လို့ဆင်းကပန်းနာရင်ချက်ဖြစ်ရှင်အောင်ဆောင်လိုက်ပါတယ်ပြီးတော့လေကားအောက်ကိုဆင်းလာတဲ့အချိန်မှာတော့အတန်းမိုင်ဆရာနဲ့တက်တိုးပြီးတော့ဆန်ဒီကတော့ထွက်ပြေးသွားပါပြီအတန်းမိုင်ဆရာစီကနေတော့မှရီးစားရအောင်ဘယ်လိုလုပ်ရလဲဆိုပြီးတော့လာမင်းခံနေရပါတယ်ငါကြည့်နေမင်းတို့လုံနေပညာပါတယ်ဆိုပြီးချီးကျူးနေတာပါစင်းလဲဆရာကြီးစတိုင်နဲ့ဒါအခြေခံအစ်မရှိပါသေးတယ်ပထမဆုံးသပင်ပုံစံချိန်ရမယ်ဆိုပြီးတော့ဆရာကြီးလို့ပြောလိုက်ပါတယ်အတန်းမိုင်ဆရာကလည်းဟုတ်နဲ့ရှယ်လေးစားနေတာပါစင်းတို့ဖွဲ့လေကျောင်းကက်ထဲမှာထိုင်နေကြရင်နဲ့စင်းကအားလုံးပြီးသွားရင်ငါတော့အကြီးကျယ်ဒုက္ခရောက်ပြီအားလုံးကဆက်လို့မရတော့ဘူးအတိတ်ဘယ်ကိုမရှိတော့ဘူးလို့ပြောနေပါတယ်အဲ့ဒီအချိန်ဆန်ဒီရောက်လာပြီးတခုခုသွားတောက်ရအောင်ဆိုပြီးတော့ခေါ်ပါတယ်စင်းလဲဆန်ဒီနဲ့ကန်တင်းနဲ့လမ်းချောက်ထွက်လာပြီးတော့စားတောက်တန်းထဲမှာသွားနေတဲ့အချိန်မစ်ဆိုပါရောက်ချလာပါတယ်စင်းလဲမစ်ဆိုရောက်လာတာတွေ့တော့စပွဲလို့တစ်ခုနာမှာဝင်ထိုင်ပြီးဆန်ဒီကိုငါအရင်ပိုက်စားနေပြီစားစရာတစ်ခုသွားယူပေးပါလားဆိုပြီးတော့တောင်းဆိုလိုက်ပါတယ်ဆန်ဒီလဲခဏလောက်အောင်ထားပါအောင်သွားယူပေးမယ်ဆိုပြီးထွက်သွားပါတယ်စင်းလဲလျှို့ဝှက်ထောက်လန်းရေးလုပ်နေရဆိုဒါတော့အစင်းနဲ့ဆောင်ထားတဲ့ဆိုပြီးတော့မျက်နှာဖုံးကိုစွတ်လိုက်ပါတယ်ပြီးတော့မစ်ဆိုကိုရှောင်နေရင်တခြားစပွဲမှာသွားထိုင်လိုက်တဲ့အချိန်မှာမစ်ဆိုရဲ့မိဘတွေထိုင်နေတဲ့ဝိုင်းနဲ့သွားထိုင်မိပါတော့တယ်ကြောက်ပြီးတော့ပြန်ထားလိုက်တဲ့အချိန်မှာပဲရှင်ဘလူလို့ဒီကိုရောက်နေရလဲဆိုပြီးတော့စားစရာတွေယူလာပြီးဆန်ဒီရောက်ရှာလာပါတယ်စင်းလဲတော်တော်တိုင်ပတ်နေပါပြီသွားမယ်ဆိုပြီးတော့ပြောတော့မသွားဘူးဒီမှာအတီးတယောက်နဲ့တွေးဖို့ရှိတယ်လို့ဆန်ဒီကပြောပါတယ်ထုံးစံအတိုင်းဆင်းကိုမိတ်ဆက်ပြီးသွားတဲ့အချိန်ဆင်းလဲနေမကောင်းလို့သွားလိုက်ပါအောင်မယ်ဆိုပြီးတော့နှုတ်ဆက်ပြီးသွားတဲ့အခါကျမှဦးလေးတာရောက်လာပြီးတော့ဆင်းမင်းဘလို့ရုပ်ဖြက်မှတ်မိတယ်ဆိုပြီးမျက်နှာဖုံးယူဆွဲချွတ်လိုက်ပါတော့တယ်ဦးလေးတာဆင်းလာထိုင်အောင်အခြေအနေငါရှင်းပြမယ်ဆိုပြီးတလွဲတွေစပြီးတော့ရှင်းပြပါတော့တယ်စင်းကိုကူညီဖို့နီးလန်းတစ်ခုစဉ်းစားပေးပါအောင်ဆိုပြီးတော့မစ်ဆိုတို့ကိုပြောလိုက်ပါတယ်မစ်ဆိုကလည်းအရန်စိတ်ဆိုးသွားပြီးတော့မင်္ဂလာပွဲဖြတ်သိမ်းဖို့စဉ်းစားထားတယ်လို့ပြောလိုက်ပြီးတော့ထွက်သွားပါတော့တယ်စင်းလေခမည်းကြောင့်ကျွန်တော်တို့ဒုက္ခအကြီးကြီးရောက်ပြီးချီထုတ်ကြီးဆိုပြီးတော့ထွက်သွားပါတော့တယ်နောက်တစ်ခါမှတော့လေဒီယာရဲမိကစင်းเจ้าမှတော်တော်ခီးရောက်နေပြီစင်းသာဒီတိုင်းဆက်လုံးနေတယ်ဆိုလို့ရှိရင်တော့ငါတို့မစ်ရှင်တွေကမောက်ကမဖြစ်တော့မယ်ထင်တယ်လေဒီယာကိုဦးလေးတာကကြိုက်နေမှန်းသူသိပါတယ်ဒါကြောင့်မလို့အချူတက်ပြီးစင်းကိုเจ้าအနေထုတ်အောင်လုပ်ဖို့လက်ထိုးပြီးကူညီတောင်းမှတော့တယ်ဦးလေးတာကလည်းသူမရဲ့မာယာထောင်เจ้าမှာရုံမထွက်နိုင်တော့ပါဘူးတစ်ဖက်မှာတော့ဆင်းနောက်ကိုဆန်ဒီကအတင်းလိုက်တွေ့ကတ်နေပါတော့တယ်ဆန်ဒီကနင်ငေါ့တကယ်ချစ်ခဲ့တာဟုတ်တယ်မလားဆိုပြီးမေးတဲ့အချိန်မှာဆင်းကလည်းဆန်ဒီကိုတကယ်မချစ်ခဲ့တာဖြစ်ကြောင်းဒါတွေအကုန်လုံးကကစားပွဲတစ်ခုပဲလို့ပြောလိုက်ပါတယ်ဆန်ဒီလည်းအရန်စိတ်ဆိုးသွားပြီးဆင်းရဲ့ရင်ဘက်ကိုထုကထွက်သွားပါတော့တယ်ဆင်းလည်းဒေါသတွေထွက်ပြီးအခန်းထဲမှာယုံရင်းဆန်ခတ်တွေဖြစ်ပြီးတော့ကျောင်းသားတွေရောဆရာတွေရောသူစိတ်ကြိုက်ပြောပြီးတဲ့အချိန်မှာတော့ဦးလေးတာကဆင်းကိုခြောင်ဆင်းတန်းပြင်ထွက်လာခဲ့လို့ခေါ်ပြီးတော့သွားလိုက်ပါတယ်ကျွန်တော်ဒီနေ့စိတ်မကြည်ဘူးတော့ဘယ်ကိုခေါ်လာလဲလို့မေးတော့ဦးလေးတာမခေါ်လို့မရလို့ပါကွာဆိုပြီးကျောင်းဦးကြီးစီကိုခေါ်လာပါတယ်မိမိဘတွေကကျောင်းပါလို့ထုတ်တာလဲဆိုပြီးကျောင်းဦးကြီးကမေးပါတယ်ခဏနေတော့လိုက်ဒီယာရိမ့်မီကဆင်းရဲအမေဟန်ဆောင်ပြီးစာကျုပ်စာတန်းနေနဲ့အတူကျောင်းထုတ်ဖို့အတင်းလာပြောနေတာကိုဦးလေးတာကပါထောက်ခံလိုက်တော့တင်းလဲကျောင်းထွက်လိုက်ရပါတယ်စင်းရဲ့အခြေအနေကတော်တော်ဆိုးနေပါပြီစင်းအရင်စိတ်ညစ်နေတော့စင်းတို့ရဲ့အဖွဲ့တွေကကျောင်းသားကသူ့ရဲ့ဖုန်းနံပါတ်ကိုလာပေးတာပါစင်းကစာအုပ်ထဲကဒါကဘာတွေလဲလို့လက်ညှိုးထိုးပြလိုက်တော့ကျောင်းမြေပုံထွက်ပေါက်ကောင်းနေလို့ပြန်ပြောပါတယ်မင်းဆွဲထားလားမဟုတ်ပါဘူးကောက်ရတာလို့ပြောတော့စင်းလဲစာအုပ်ကိုယူပြီးမြေပုံကိုတေချာကြည့်ပြီးတော့ဒါကိုဘယ်လိုလူကများဆွဲတတ်တာလဲလို့မေးလိုက်တော့ကျွန်တော်လည်းဘယ်သိပါမလဲလို့ပြန်ဖြေပါတယ်စင်းကလည်းဦးလေးတောက်ကိုမြေပုံပေးလိုက်ပါတယ်မြေပုံကိုလျှို့ဝှက်ထောက်လန်းရဲပီတာကိုပြတော့ပီတာကမယုံပါဘူးနောက်ပြီးဒီမှုကိုမင်းတို့ဆက်လိုက်နေကြမလို့တော့ဘူးလုံခြုံရေးဌာနကငါသတင်းပို့ပြီးသွားပြီလုံခြုံရေးဌာနကလည်းပြန်ပြီးတော့သတင်းပို့လာပြီစင်းကိုပဲဆက်ယုံနေလိုက်ပါဆိုပြီးတော့ထွက်သွားပါတော့တယ်ကျောင်းမှာတော့ခရစ်စမတ်ပွဲကျင်းပဖို့ပြင်ဆင်နေကြတာပါဒီတိုင်းအကျန်းဖတ်တွေကလည်းမြေအောက်လိုင်ခေါင်းဘက်ကနေဖောက်ခွဲရေးပစ္စည်းတွေတည်ပြီးလာနေကြပါပြီဘတ်စကတ်ဘောကွင်းထဲမှာတော့ဆန်နီကအသေးကွဲနေတာပါပြုတ်ဝက်ရဲကလည်းဆန်နီကိုအဖော်ပြုတ်ပေးနေပြီးနှစ်သိမ့်ပေးနေပါတယ်
အကျန်းဖက်သမားတွေကလည်းရဲတပ်ဖွဲ့ဝင်တွေကိုလုံးဝကိုအထင်မကြီးတာပါအကျန်းဖက်သမားတွေလည်းရေဒီယိုလိုင်းတွေကိုစတင်ဖျက်တောက်လိုက်ပါတယ်တစ်ဖက်မှာတော့ဆန်ဒီနဲ့ချင်းညစ်ထားတဲ့တစ်ရှူတွေကလည်းတောင်းလို့ပုံနေပါပြီနောက်တစ်ဖက်မှာလည်းဟောင်ကောင်မှာအကျန်းဖက်သမားတွေရောက်နေပြီဆိုပြီးတော့ចောင်းသားတယောက်ကလာပြောပါတယ်အကုန်လုံးကလည်းအဲ့ဒီចောင်းသားကိုလက်ညှိုးထိုးပြီးတော့တောက်ယူလို့ဝိုင်းဟားကြပါတယ်အဲ့ဒီအချိန်မှာအနောက်ကနေတနက်နဲ့အဲ့ဒီចောင်းသားကိုပြစ်တက်လိုက်ပါတယ်ចောင်းသားတွေအကုန်လုံးကလည်းအကျန်းဖက်ပြည်တိမ်ပြန်ပြီးဆွဲတာခံလိုက်ရပါပြီအချိန်တို့အတွင်းမှာနေရာတိုင်းရဲ့လုံခြုံရေးတွေအကုန်ပြည်တိမ်တပ်ဖွဲ့ကနေရာချပြီးသွားတာပါအဲ့ဒီအချိန်မှာအငိုဆုံးအဆိုးဆုံးကတော့ចောင်းဆရာပါဒီကចောင်းသားတွေကိုပါလက်သီးနဲ့လိုက်ထုနေပါသေးတယ်မျက်မှန်ကအဲ့ဒီအချိန်မှာဆင်းကိုဖုန်းခေါ်လိုက်ပါတယ်ဆင်းကတော့ရှယ်အိတ်ညာပါပြီးတော့မှထလာပြီးဖုန်းကင်လိုက်ပါတယ်ကိုဆင်းလို့ပြောတော့ကြဲပြောလို့ပြောလိုက်ပါတယ်အကိုဆင်းကိုအကျေကြီးអော်လိုက်လို့စန်ဒီရဲ့ညီမကခေါင်းကိုပိတ်ရိုက်ပလိုက်ပါတယ်ဆင်းကလည်းအရန်စိတ်ပူသွားပြီးငါအခုလာပြီးရဲစခန်းကိုဖုန်းဆက်ထားလိုက်ဆိုပြီးတော့အလောတကြီးနဲ့ပြောလိုက်ပါတယ်မျက်မှန်တော့ဘေးကចောင်းသားတွေကိုရဲစခန်းဖုန်းနံပါတ်ကဘာလဲလို့လိုက်မေးနေတာစန်ဒီရဲ့ညီမကလည်း999လေးဆိုပြီးတော့ခေါင်းကိုထပ်ပြီးတော့ရိုက်ထည့်ပလိုက်ပါတယ်ရန်သူတွေကလည်းဖုန်းပြောရင်းနဲ့ frequency ချိန်နှုန်းတွေကိုတွေ့ရလို့တစားခန့်ចောင်းသားတွေကိုဖုန်းရှိမရှိစစ်ဆေးခိုင်းလိုက်ပါတယ်ចောင်းသားတွေကလည်းအရန်ကြောက်ပြီးတော့ဖုန်းကိုဟိုးဖို့ဒီဖို့လုံနေနဲ့နောက်ဆုံးစန်နီညီမရင်ဘတ်တွေကိုထည့်လိုက်ပါတယ်စန်နီတို့နှစ်ယောက်ရှိနေတဲ့နေရာကိုလည်းရန်သူတွေရောက်လာပြီးတော့တိုက်ခိုက်ပါတယ်ထောက်လန်းရဲ့ညာဘက်လက်ကတော့တနက်မှန်သွားပါတယ်ပြီးတော့စန်နီကိုခေါ်ပြီးဘေးကင်းရထွက်သွားတဲ့အချိန်မှာပဲအပေါ်ကနေရန်သူကဆက်တနက်နဲ့ဆက်တိုက်ကိုပြစ်နေတာပါရဲကောင်လေးစန်နီကိုဘလောက်ချစ်တယ်လဲဆိုနောက်ဆုံးသူ့အသက်ပါပေးနိုင်တယ်ဆိုတာအလုံးနဲ့တက်တည်ပြသွားတာပါအချစ်ရဲ့တကူတွေကြောင့်လားမသိဘူးရဲကောင်လေးရောစန်နီရောဘေးကင်းသွားပါတယ်ဦးလီတာအချိန်မီရောက်လာပြီးတော့ရှော့ဂန်နဲ့ကဲတင်သွားခဲ့တာပါမသိလို့ရှိရင်သူ့ကိုယ်သူတာမီနေတာဇက်ကားတွေကဆက်ရုပ်လူသားလို့ပေါ့တကယ်စကီးတွေကိုရှယ်ပြနေတာပါရန်သူ3-4ယောက်ကိုလည်းချက်ချင်းပဲတုတ်တင်လိုက်တာပါပြီးတော့တခွန်းပဲပြောသွားပါတယ်ဟုတ်ပါတယ် follow me လို့ပြောပြီးတော့ကင်မရာရှေ့ကနေဖျက်လျှောက်သွားတာပါတစ်ဖက်မှာလည်းလူဆိုးတွေကဖုန်းကို share plan နဲ့စစ်နေတာပါစန်နီညီမအလေရောက်မှတယောက်ယောက်ကျူးကျော်တယ်ဆိုပြီးတော့ဖုန်းဝင်လာလို့သူတို့တက်တာသွားပါတယ်လူဆိုးတွေကလည်းចောင်းသားတွေအားလုံးကိုမြေအောက်ထက်ကိုခေါ်သွားခိုင်းလိုက်ပါတယ်တစ်ဖက်မှာတော့စင်ကသူ့အရင်ဌာနကိုသွားပြီးအကြမ်းဖက်သမားတွေကလေးတွေကိုပြန်ပြီးဆွဲထားကြောင်းသွားပြီးတော့သတင်းပေးနေတာပါကေတင်မို့ STU အဖွဲ့ကိုစစ်လွတ်ပေးဖို့လဲတောင်းဆိုလိုက်ပါတယ်ရဲအရာရှိကအထက်ကအမိန့်မရသေးဘူးလို့ပြောပါတယ်ဘယ်ကမှရမှာမဟုတ်ဘူးဒါကိုသိတာကျွန်တော်တယောက်တည်းရှိတယ်ဆိုပြီးတော့စင်ကပြောလိုက်ပါတယ်အထက်ကအမိန့်မရပဲမလွတ်ပေးနိုင်ဘူးလို့အရာရှိကဆိုလာတော့ကျွန်တော်သိပါတယ်ဒါပေမဲ့အခုအသက်ပေါင်းများစွာနဲ့ပတ်သက်နေပါတယ်အရေးပေါ်အခြေအနေပါအချိန်မရှိတော့ဘူးလို့စင်ကပြောလိုက်တော့ငါပြောပြီးပြီမကူညီနိုင်ဘူးလို့ပြောတဲ့အချိန်မှာစင်ကဒါဆိုလဲဆရာတက်တေကန်ခခဏ9ပါဆိုပြီးဝင်ပြီးတော့လုံးမတော့တယ်ချောင်းစစ်စစ်မင်းထောင်ထဲဝင်ကျင်လို့လားလို့မေးတော့ရက်စာဆိုပြီးတော့မျက်ခွက်တက်တဲ့ကိုထိုးပလိုက်ပါတယ်ပြီးတော့ကတ်ကိုဖွင့်ပြီးတော့ဖုန်းဆက်ပါတော့တယ် ABCU နဲ့ထွက်တော့လို့ပြောပြီးရှေ့ကရဲတွေကိုလည်းမင်းတို့ကိုလာခဲ့တာစောင့်နေတဲ့အသက်ပေါင်းရာကျော်ရှိတယ်ငါအကုန်လုံးကိုတောင်းဝန်ခံတယ်ငါ့ကိုယုံလားလို့မေးလိုက်ပါတယ်အားလုံးကလည်းရက်စာလို့တညီတညွတ်ထဲဖြေကြပါတယ်တစ်ဖက်မှာတော့ရန်သူတွေကចောင်းသားတွေကိုမြေအောက်ထပ်ပို့နေတော့ဦးလေးတာတို့အဖွဲ့ကအလစ်ဝင်တိုက်ခိုက်ပါတော့တယ်ဦးလေးတာကចောင်းသားအဖွဲ့ကိုအရှိကနေဦးဆောင်ပြီးထွက်ပေါက်စီကိုခေါ်သွားပေးနေတာပါတားဆီးမှန်သမျှကိုဖျက်ဆီးပေးနေတာပါတကားတို့ဘာတို့ကိုပြောတာပါဦးလေးတာကចောင်းသားတွေကိုထွက်ပေါက်ကနေထွက်သွားခိုင်းလိုက်ပါတယ်ပြီးတော့အရာအလုံးကဘာလို့ရုတ်တရက်လင်းထိန်သွားလဲဆိုပြီးတော့အော်မျက်မှန်မပါတာဆိုပြီးမျက်မှန်မပါရင်စတိုင်ပဲတွေကပြောလိုက်ပါသေးတယ်ရန်သူတွေရောက်လာတော့ဦးလေးတာကကာပစ်ပေးထားပါတယ်ပြီးတော့သူထွက်ရမယ့်ထွက်ပေါက်တွေကိုလက်ပစ်ပုံးပစ်ထည့်လိုက်ပါတယ်ပြီးကြတော့ပောက်ကွဲသွားတဲ့အပေါက်တွေကိုအပေါက်ဖွင့်ပြီးတော့ထဲကိုခက်တီတီနဲ့ဝင်သွားပါတယ်ဖုန်တလုံးလုံးနဲ့လာလမ်းမဲ့ပြန်ထွက်လာပါတယ်ပြီးတော့တီစန်းကွာထွက်ပေါက်ကိုငါဖောက်ခွဲပြီးပြီဆိုပြီးတော့ပြောလိုက်ပါသေးတယ်နောက်တော့ရန်သူတွေနဲ့အကျိတ်နဲ့ကိုအလွဲထိနဲ့ခုခံကာကွယ်ပေးနေခဲ့တာပါចောင်းသားအဖွဲ့ကတော့ဦးလေးတာရဲ့ကျေးဇူးနဲ့လွတ်မြောက်လာခဲ့ပါပြီဒါပေမဲ့လိုင်ကောင်းကနေပြီးတော့ပြန်ပြီးတော့သွားလို့မရတော့တဲ့အကြောင်းကိုလျှို့ဝှက်ရဲကဆင်းတို့ကိုပြောပြလိုက်ပါပြီနောက်ပြီးဆန်နီကလည်းရဲကောင်းလေးနဲ့တော်တော်ကိုအဆင်ပြေနေတာပါသူ့ကိုကြိုက်နေတဲ့ရဲကောင်းလေးကိုအရန်တော်ချောင်းနေကြီးဆင်းတို့ရှိမှကိုပြောနေတာပါဆင်းတော်မှာတော်တော်လေးကိုတွေးဝေသွားခဲ့ရပါတယ်မိန်းကလေးတွေရဲ့အပြောင်းလဲမြင်မှုကအရန်ကိုကြောက်ဖို့ကောင်းပါတယ်ဦးလေးတာအထဲမှာရှိနေသေးတာသေလားရှင်လားမသိဘူးဆိုတဲ့သတင်းကိုရလို့စင်းတို့အဖွဲ့လည်းချက်ချင်းအထဲကိုလိုက်သွားကြပါတော့တယ်ပြန်ခုခံဖို့လက်နဲ့မရှိတော့တဲ့ဦးလေးတာကတော့အထဲမှာဘစ်ကိုချွတ်ပြီးအလံပြူပြပြီးအဖမ်းခံလိုက်ရပါပြီမင်းတို့က2ယောက်ငါ1ယောက်လူကမမြောက်ဘူးငါရဲဘော်တွေရောက်လာမှမင်းတို့ကိုပညာပေးမယ်ဆိုပြီးတော့ PTT ရုပ်နဲ့ဘောင်းမီဝင်းနဲ့ပြောနေခဲ့တာပါအပေါ်မှာတော့စင်းတို့အဖွဲ့ကမိခိုးပုံးနေနဲ့ရန်သူအမြင်တွေကိုလှည့်စားပြီးကြောင်းထဲကိုဝင်ရောက်တိုက်ခိုက်ကြပါတော့တယ်ရန်သူတပ်သားတွေအကြဆုံများလာကြပါပြီစင်းတို့တပ်ဖွဲ့ကလည်းအဖက်ဘက်ကနေအသာစီရနေကြတာပါကျန်တဲ့ကြောင်းသားတွေတော်တော်များများလည်းကဲတင်နိုင်နေပါပြီရန်သူတွေဘက်ကလည်းစက်တိုက်ကိုအကြဆုံများနေတာပါစင်းတို့အဖွဲ့ကလည်းတော်တော်လေးကိုအသာစီရနေခဲ့တာပါရန်သူတပ်တွေလည်းကြောက်ပြီးတော့စပြီးတော့ထွက်ပြေးနေကြပါပြီဦးလေးတာကိုရှာရင်စင်းတို့အဖွဲ့လည်းမြေအောက်ထွက်ပေါက်ကိုတွေးလို့ဖွင့်လိုက်တာအောက်ကနေအပြစ်တာခံလိုက်ရပါတယ်။စင်းလည်းအလင်းဘုံကိုပြစ်ချခိုင်းလိုက်ပါတယ်။ရန်သူမျက်စိကန်းသွားတဲ့အချိန်မှာအောက်ဆင်းပြီးဦးလေးတာကိုလိုက်ရှာကြပါတယ်
စင်းတို့ဖွဲ့လည်းအောက်ထပ်ထဲမှာရန်သူရဲ့အလစ်တိုက်တာခံလိုက်ရပါတယ်စင်းလည်းခံလိုက်ရတဲ့သူရဲ့အသက်ကိုကယ်ဖို့ညွှန်ကြားပြီးသူကကာပစ်ပေးထားပါတယ်စင်းကရေငွေ့ပိုက်လိုင်းတွေကိုလိုက်ပစ်ပြီးဘားတွေကိုဖွင့်ချလိုက်တော့ပုံနေတဲ့ရန်သူတွေအကုန်မာလကီရသွားပါတယ်စင်းလည်းနောက်ဆုံးချက်နေတဲ့ရန်သူရဲ့နဖူးကိုတေချာချိန်ပြီးအဆုံးသတ်ပေးလိုက်ပါတယ်နောက်ဆုံးမှာတော့လူဆိုးကောင်းဆောင်ကဦးလေးတောက်ကိုတစားခံလှုပ်ထားပါတယ်ရန်သူကဆင်းကိုလက်နဲ့ချခိုင်းလိုက်ပါတယ်နောက်ပြီးတော့အနောက်ဘက်ကိုလှည့်ခိုင်းလိုက်ပါတယ်ဆင်းလည်းမတက်တာတော့ပဲရန်သူကိုလက်မြောက်ကျိုးပေးလိုက်ရပါတယ်ရန်သူလည်းဆင်းကိုတနက်နဲ့ပစ်လိုက်တာနဲ့ဆင်းလည်းကြီးစံကိုဖမ်းပြလိုက်ပါတယ်ရန်သူက surprise ဖြစ်နေတော့မှဆင်းကရန်သူနာကိုကတ်လာပြီးတော့လက်ကိုဖြန့်ပြလိုက်ပါတယ်ရန်သူလည်းအငိုက်မိသွားတဲ့အချိန်မှာဆင်းကတနက်ကန်ထုတ်တာခံလိုက်ရပါတယ်တနက်အောက်ပြန်ရောက်လာတဲ့အချိန်မှာတော့ဆင်းကပိုက်ပိုက်ဆိုပြီးတော့ SMG နဲ့ပြစ်တက်တာခံလိုက်ရပါတယ်ဦးလေးတာအမြန်ထလာပြီးမင်းကြည်စံဘယ်ရောက်သွားလဲလို့မေးတော့ဆင်းရဲ့ဘယ်ဘက်ကြောလက်မောင်းသားမှာသွေးတွေထွက်နေခဲ့တာပါဦးလေးတာလည်းဆေးရုံကခေါ်မယ်လို့တော့ဆင်းကမခေါ်နဲ့ကိုငါဂုံပြုတ်ခံချင်သေးတယ်လို့ပြောလိုက်ပါတယ်ဆင်းရဲ့အဖွဲလည်းအရာရှိစီကဂုံပြုတ်ခံလိုက်ရပါတယ်ဆင်းကိုရဲမိလေဒီယာကလည်းယာရူးကြီးကြီးပေးမယ်လို့လည်းပြောလိုက်ပါတယ်လေဒီယာကမင်းဒဏ်ရာရထားတဲ့ဆိုလို့မေးတော့ဟုတ်ပါတယ်ရတော့မရပါဘူးဘလို့မှမနေတာပါလို့ပြန်ဖြေလိုက်ပါတယ်လေဒီယာတခုတောင်းဆိုစရာရှိလားဆိုတော့လူနာတင်ကားခေါ်ပေးကြပါလို့ပြောပြီးတော့ချက်ချင်းကိုတတိလစ်သွားတာပါရင်းမိလေလက်မီအတန်ပြဲကြီးနဲ့လူနာတင်ကားဆိုပြီးအော်ခေါ်ပါလေရောစင်းလဲနေကောင်းပြီးနင်းစီပန်းလေးကြိုက်ပြီးတော့မစ်ဆိုစီပြန်လာတော့ချိုးစမို့အပြည့်နဲ့ပါမစ်ဆိုကိုလည်းကျောင်းဆရာကပန်းစီလာပေးနေတာပါမစ်ဆိုကပန်းစီယူပြီးကျမရီးစားကိုသွားရိုက်ရဲလားဆိုပြီးတော့ကျောင်းဆရာကိုပြောလိုက်ပါတယ်ရိုက်ရဲတာပေါ့ကိုကငကြောက်မှမဟုတ်တာဆိုပြီးတော့မစ်ဆိုကိုပြန်ပြောလိုက်ပါတယ်စင်းကလည်းစိတ်တူပြီးမင်းငါကောင်မလေးကိုဖျက်ခုတ်ရဲတယ်ပေါ့မင်းကငါတတ်မယ်ဆိုပြီးဇက်ကားလေးကိုအဆုံးသတ်ထားပါတယ်ဒီဇက်ကားကနေပြီးတော့အခု recap ကြည့်နေတဲ့ညီကိုတွေမှာကောင်မလေးရှိရင်ဂယူးမဆိုင်တာတော့ပြစ်ထားတာတော့မလုပ်ပါနဲ့နောက်တစ်ယောက်ဆိုတာအချိန်မီရောက်လာနိုင်တယ်ဆိုတာပါပဲအားလုံးပဲပျော်ရွှင်ကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျနောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြပါမယ်ခင်ဗျကျွန်တော်တို့ Brother Recap Channel လေးကိုလည်း subscribe လုပ်ပြီးတော့ဒီက notification bell လေးကိုနှိပ်ပြီးအားပေးသွားပါအောင်ခင်ဗျာ